နင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2026ဇွန်လ1ရက်နေ့ကနေ9ရက်နေ့အတွင်းမှာရန်တိုက်ခံနေရှင်ပြီးလောက်ရမယ်မူလစီစဉ်ထားတာတွေကိုလက်တွေ့ကောင်းတဲ့ဖော်ရန်ခဲရမယ်ငွေကြေးကြီးစားမြုပ်နှံမှုတွေပြုဖို့မသင့်ဘူးဥတီလိုက်တဲ့နေရာတိုင်းမှာတိုက်ခံရှိတယ်အသေးစားထိခိုက်မှုလေးတွေအစားသတိထားရမယ်ငွေကြေးပေးယူကိစ္စညှင်းပွားစရာဖြစ်တတ်တယ်။ဘေဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။တရက်နေ့မှာရန်တိုက်ခဏနေနဲ့ရှင်ပြီးလောက်ရမယ်။နေ့ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်။လမ်းကြောင်းသစ်တွေပေါ်လာမယ်။3ရက်နေ့မှာရင်းနှီးသူများနဲ့စကားများတဲ့ပဋိပက္ခရှိတယ်။ရပိုင်ခွင့်ချုပ်ပြန်ရမယ်။4ရက်နေ့မှာအကြံစီရွေချက်မှန်သမျှအောင်မြင်မယ်ငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်။5ရက်နေ့မှာတပါးသူကိစ္စတွေအတွက်ချိန်ကုန်စိတ်ပန်းလူပန်းဖြစ်မယ်။ဝေမြောင်များစွာကုန်ရခြင်းလေးတွေမထင်မှတ်ပဲကြုံတွေ့ရတတ်တယ်။6ရက်နေ့ကတော့အခက်အခဲကြားတွေကထိုးပေါက်ပြီးတော့အလိုဆန္ဒပြည့်စုံဆောင်ရွက်ရနိုင်မယ်။9ရက်နေ့မှာကြံတဲ့အောင်ဆောင်နိုင်မြောက်လှုပ်တိုင်းထုံးပေါက်နိုင်တဲ့အနေအထားကိုကြုံတွေ့ရမှာဖြစ်ပါတယ်။တပတ်တာကာလအတော်တွင်မှာတနင်္ဂနွေနေ့ကြာသပတေးနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေဖြစ်တတ်တယ်။နံပါတ်1-9 ကဏ္ဍနေအကျိုးပေးတယ်အနီရောင်ချစ်သွေးရောင်ပန်းရောင်တို့ကိုအကျိုးပေးအရောင်များဖြင့်သုံးဆွဲနိုင်တယ်သတိပေးခြင်းနဲ့ဒီတပတ်တာကာလအတွင်းမှာမေလ9ရက်နေ့ဟာမဟာရကျမ်းနဲ့ငကဘောတပြိုင်တည်းကြာရောက်တော့မတော်တဆအနေကိုထူးသတိထားရမယ်အဓိကတောင်ရက်ကိုတည်သွားစေရနေရှိတတ်တယ်ကောင်းခြင်းကံကြမ္မာများနဲ့တိုးတက်ခြင်းများရဖို့အတွက်6ရက်နေ့ဒနသိတိနက္ခစမ်းရှင်တဲ့နေ့မှာပန်းအနီတပွင့်အဝါတပွင့်ဘုရားကတ်လူပြီးတော့လိုရာဆန္ဒပြုပါအဲ့ဒီနေ့ကနေစပြီး4ရက်အတွင်းအမဲသားဆောင်လိုက်ပါထူးခြားသောငွေကြေးကံကောင်းခြင်းများရရှိလာပါမယ်ကျေးဇူးတင်ပါတယ်